စပိုမှုပြိုင်ပွဲမှာကျမအနိုင်ရနိုင်ခဲ့ပေမဲ့ပြိုင်ပွဲဟင်းပကံကိုအမိုက်တောင်းတဲ့ကိုကိုယ်တိုင်တုံပစ်လိုက်တယ်ကျမပြန်လဲမွေးဖွားလာခဲ့လို့ပဲအရင်ဘဝတုန်းကကျမဟာ98မျိုးရဲ့အနုညံဆုံးအစိတ်ပိုင်းတွေကိုအသုံးပြုပြီးထူးခြားတဲ့ဟင်းလျာတစ်ခုကိုဖန်တီးခဲ့တယ်မထင်မှတ်ထားတာကကျမရဲ့အကောင်းဆုံးတငယ်ချင်းကကျမအိုင်ဒီယာကိုကူးယူသွားရုံတင်မကပဲကျမကသူ့ဟင်းကိုပြန်ကူးထားတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲခဲ့တယ်ဒီမှာပါရိုက်ပြီးအကောင်းဆုံးတငယ်ချင်းကိုတောင်းပန်ဖို့တောင်းတင်းချက်လုပ်ခဲ့တယ်ကျမလက်ထောက်တောင်လက်ထိုးခံထားရပြီးကျမဘက်ကမရက်တည်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲကျမသဘောပေါက်သွားခဲ့တယ်ဒါတွေအားလုံးဟာကျမရဲ့အကောင်းဆုံးတငယ်ချင်းနဲ့ရီးစားတို့ပူးပေါင်းပြီးစားဖို့မှုနဲ့ဖျားဆိုတဲ့ဂုံပုတ်ကိုကျမစီကလူယူဖို့စီစဉ်ထားတဲ့အကြံအစီတစ်ခုဖြစ်နေခဲ့တာကိုအစမှာဒိုင်လူကြီးတွေကိုဟင်းပြောင်းခွင့်တောင်းဖို့စဉ်းစားခဲ့ပေမဲ့အကောင်းဆုံးတငယ်ချင်းကတမင်တကာတားဆီးခဲ့တဲ့သူဘေးကိုလျှို့ဝှက်အချက်ပြလိုက်တာနဲ့တပြိုင်နက်လူတစ်ယောက်ကနောက်ကနေကျမကိုရုပ်တိုက်ခိုက်ခဲ့တယ်ကျမအဲ့ဒီနေရာမှာတင်လဲကျသွားခဲ့တယ်ကံကျမကကျမကိုနောက်တစ်ကြိမ်အခွင့်အရေးပေးခဲ့တယ်ကျမပြန်ပွဲမစခင်အချိန်ကိုပြန်လဲမွေးဖွားလာခဲ့တယ်ဒီတစ်ခါတော့ကျမကြိမ်ဆိုလိုက်တယ်သူတို့ရဲ့အမှန်တရားကိုလူတိုင်းရှေ့မှာဖော်ထုတ်မယ်လို့ကျမရေးစားနဲ့ချက်ချင်းလမ်းခွဲလိုက်ပြီးလက်ထောက်ကိုလည်းထွက်သွားစေခဲ့တယ်ပါဝင်ပစ္စည်းရေးချယ်တဲ့အချိန်မှာအရင်ဘဝကလိုမဖြစ်အောင်အရာအလုံးကိုအထူးသတိထားခဲ့တယ်ချက်ပြုတ်နေစဉ်မှာကျမအကောင်းဆုံးတငယ်ချင်းကိုအရင်စားလုပ်စေခဲ့တယ်သူဟင်းကကျမဟင်းနဲ့တူချောင်းတေချာမှကျမစတင်ခဲ့တယ်မထင်မှတ်ထားတာကသူကကျမအိုင်ဒီယာကိုထပ်ပြီးကူးယူထားပြန်တယ်ဒီတစ်ခါတော့ကျမပြင်ဆင်ထားပြီးသားလူတိုင်းကြည့်နေတဲ့ရှေ့မှာကျမရဲ့ပြိုင်ပွဲပန်းကန်ကိုကိုယ်တိုင်တုံပစ်လိုက်တယ်မြင်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်လူတိုင်းကကျမလက်လျှော့လိုက်ပြီးလို့ထင်နေကြတယ်ပြိုင်ပွဲပြီးဖို့2မိနစ်ပဲကျန်တော့တဲ့အချိန်မှာကျမဆုံးတစ်ချောင်းကိုကောက်ယူပြီးရေခဲပေါ်မှာဖြည်းဖြည်းချင်းပို့လိုက်တယ်အကောင်းဆုံးတငယ်ချင်းကချက်ချင်းထအော်တဲ့သူပြိုင်ပွဲကိုဖျက်ဆီးနေတာပဲပေးမှရှိတယ်လက်လောင်ပြောင်ကြတယ်တို့ဟူးနဲ့ပြိုင်ပွဲဝင်တာကဒိုင်တွေကိုစော်ကားတာပဲပရိသတ်အားလုံးကကျမရှုံးတော့မယ်လို့ထင်နေကြပေမဲ့ကျွန်တော်တော့အာယုံမပြတ်လွင့်ခဲ့ဘူးကျမအာယုံထဲမှာတခုတည်းရှိတဲ့ဒီဟင်းကိုပြီးမြောက်အောင်လုပ်ဖို့ပဲလှောင်ပြောင်တန်တွေစူညံတန်တွေကြားမှာကျမနောက်ဆုံးပကံကိုအပြီးတက်လိုက်တဲ့တင်ဆက်လိုက်တဲ့အခါမြင်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တဲ့ဒိုင်လူကြီးတွေကမယုံနိုင်တဲ့မျက်နှာတွေနဲ့ထရက်ပြီးအော်ဟစ်လိုက်ကြတယ်ဗုဒ္ဓရဲ့အလင်းရောင်ထွန်းလင်းနေတယ်လို့ပဲအဲ့ဒီအချိန်မှာကျမရဲ့အကောင်သုံးတငယ်ချင်းနဲ့သူ့ဘက်ကလူတွေဟာမျက်နှာပြက်ပြီးစကားတောင်မပြောနိုင်တော့ဘူး